ချားဘရင်ရဲ့ညီတော်ဖြစ်တဲ့မင်းသားအင်ဒရူးရဲ့မင်းသားပွဲနဲ့အဆောင်အယောင်တွေကိုရုပ်သိမ်းလိုက်တယ်လို့ဘာကင်ဟမ်နန်းတော်ကအောက်တိုဘာ30ရက်နေ့ညနေပိုင်းကကြေညာပါတယ်ဗြိတိရှမင်းသားအင်ဒရူးဟာအသက်မပြည့်သေးတဲ့ဗာဂျီးနီးယားဂျူဖေးဆိုတဲ့အမျိုးသမီးငယ်အပေါ်ကျူးလွန်ခဲ့တဲ့လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအပြင်အခြားလိင်ပိုင်းဆိုင်ရာအရှုပ်တော်ပုံမကောင်းသတင်းတွေဇက်တိုက်ထွက်လာပြီးတဲ့နောက်အခုလိုအရေးယူခံလိုက်ရတာဖြစ်ပါတယ်အသက်18နှစ်အရွယ်သားရှိသေးတဲ့သူ့အပေါ်အင်ဒရူးဟာ3ကြိမ်တိုင်းလိင်ကိစ္စကျူးလွန်ခဲ့ကြောင်းဂျူဖေးကအောက်တိုဘာ21ရက်ကဖြန့်ချီတဲ့သူ့ကိုယ်ရေးထုတ်ပတ်တိစာအုပ်ထဲမှာဖွင့်ချရေးသားခဲ့ပါတယ်။အရွယ်မရောက်သေးတဲ့မိန်းကလေးငယ်တွေအပေါ်လိင်ကုန်ကူးမှုလိင်ပိုင်းဆိုင်ရာစော်ကားမှုတွေနဲ့ထောင်ဒဏ်ချခံခဲ့ရတဲ့အမေရိကန်ဘဏ္ဍာရေးလုပ်ငန်းရှင် Jeffrey Epstein နဲ့ပေါင်းပြီးမင်းသားအင်ဒရူးကသူကိုယ်တိုင်လည်းအရွယ်မရောက်သေးတဲ့မိန်းကလေးတဦးနဲ့လိင်ဆက်ဆံခဲ့ကြောင်းဗာဂျီးနီးယားဂျူဖေးကိုယ်တိုင်အမေရိကန်တရားရုံးမှာအမှုဖွင့်တိုင်ကြားခဲ့တာလည်းရှိပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးအင်ဒရူးကဂျူဖေးကိုငွေကြေးမြောက်များလျော်ကြေးပေးပြီးအမှုရုပ်သိမ်းစေခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့လူရှိသူရှိမှာတော့ဒီအမှုကိုသူမကျူးလွန်ခဲ့ကြောင်းသာဇက်တိုက်ဆိုသလိုညှင်းဆိုခဲ့ပါတယ်။အသက်18နှစ်အရွယ်မှာအင်ဒရူးရဲ့လိင်ကျူးလွန်ခံခဲ့ရတဲ့ဗာဂျီးနီးယားဂျူဖေးဟာဒီနှစ်အစောပိုင်းဖြစ်တဲ့ဧပြီလထဲမှာပဲသူ့ကိုယ်သူတက်တည်သွားခဲ့ပါတယ်။သူကွယ်လွန်ချိန်မှာသူ့အသက်42နှစ်သာရှိပါသေးတယ်။သူရေးခဲ့တဲ့ကိုယ်တိုင်ရေးထုတ်ပတ်တိစာအုပ်ကတော့သူကွယ်လွန်ပြီး6လအကြာအောက်တိုဘာ21ရက်မှာထွက်ရှိလာတာပဲဖြစ်ပါတယ်။အဲ့ဒီစာအုပ်ထဲမှာအင်ဒရူးဟာအသက်မပြည့်သေးတဲ့18နှစ်အရွယ်မိန်းကလေးငယ်မန်းတည့်ရက်နဲ့သူနဲ့နေရာ3ခုမှာ3ကြိမ်လိင်ဆက်ဆံခဲ့တဲ့အကြောင်းဂျူဘေးကထည့်သွင်းရေးသားခဲ့ပါတယ်။အဲ့ဒီစာအုပ်မထွက်ခင်ကလေးမှာပဲအင်ဒရူးကသူ့သဘောဆန္ဒအလျောက်သူရထားတဲ့ rock မျိုးစားပွဲကိုဆုံးလွတ်ခဲ့ပါတယ်။ဒီလောက်နဲ့မကျေနပ်နိုင်ဘူးလို့ဂျူဖရီရဲ့အကိုဖြစ်သူကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒီစာအုပ်ထွက်လာပြီးတဲ့အခါမှာတော့အင်ဒရူးကိုအရေးယူဖို့ဗြိတိရှနန်းတော်အပေါ်မှာဖိအားတွေထပ်တိုးလာခဲ့ပါတယ်။အဲဒီကနေစာအုပ်ထွက်ပြီးရက်ပိုင်းအတွင်းမှာပဲမင်းသားအင်ဒရူးရဲ့မင်းသားပွဲနဲ့အဆောင်အယောင်တွေရုပ်သိမ်းလိုက်တာလည်းဖြစ်ပါတယ်။အခုလိုအရေးယူခံလိုက်ရတာကြောင့်အသက်65နှစ်အရွယ်ရှိမင်းသားအင်ဒရူးဟာသူ22နှစ်ကြာနေခဲ့တဲ့ဝင်စာရဲတိုက်ဝင်းတွေကတော်ဝင်မိသားစုနေအိမ်ကလည်းဖယ်ရှားပေးရမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းနော်ဘိုနယ်ဘက်ကချားဘရင်ကြီးပိုင်တဲ့အိမ်တစ်လုံးမှာတော့ပြောင်းရွှေ့နေခွင့်ရမှာဖြစ်ပါတယ်။ဒါအပြင်ဗြိတိရှထီးနန်းကိုစက္ခံနိုင်တဲ့နန်းဆက်အမှတ်8နေရာမှာလည်းဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။ဒါဟာမင်းသားဝီလီယံမင်းသားဟင်နရီနဲ့သူတို့ရဲ့သားသမီးတွေပြီးရင်ရရှိလာမယ့်သူ့ရဲ့ရပိုင်ခွင့်ဖြစ်ပါတယ်။သူ့ရဲ့သမီးတွေဖြစ်ကြတဲ့ဘီယာထရစ်နဲ့ယူဂျီနီတို့ကတော့ဗြိတိရှဧကရာရဲ့သားတော်ကမွေးဖွားသူတွေအဖြစ်မင်းသမီးဘွဲကိုဆက်လက်သုံးစွဲခွင့်ရှိနေမှာပါ။ Disgraced Prince Andrew. He will now be known. Just Andrew. I'm joined by Kinsey Schofield, host of Kinsey Schofield Unfiltered. Kinsey, thank you for coming in on this emergency occasion. I do really, really appreciate it. Look, I mean, there are some really, really big questions here to ask about the future of the royal family, where it sits. I mean, the